နက်ဖျားကျင့်စဉ်နဲ့အမွှားဇနီးတဲ့များကျွန်တော်ဟာတသက်လုံးစုဆောင်းထားသမျှငွေကြေးအားလုံးကိုအကုန်ကျခံပြီးအမွှားညီအမနှစ်ယောက်ကိုလက်ထပ်ယူခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကိုတခါမှလက်ဖျားနဲ့တောင်မတို့ခဲ့ဘူးဒါပေမဲ့ကျွန်တော်အပြင်ထွက်တိုင်းသူတို့ရဲ့အဝတ်စားတွေကိုအရင်ချုပ်ခိုင်းပြီးအဲ့ဒီအဝတ်တွေကိုမှကျွန်တော်ကပြန်ဝတ်လို့ရှိတယ်လူတွေအားလုံးကကျွန်တော်ကိုအယူလို့ထင်ကြတာပေါ့ဒါပေမဲ့သူတို့မသိတာတစ်ခုကကျွန်တော်ရဲ့ system စနစ်ကကျွန်တော်ရဲ့ကြင်ကြံဖော်တွေရဲ့ဂုဏ်ဝေးပါတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားရင်ကြင်ကြံမှုနှုန်းငါးဆတက်မယ်လို့ပြောထားတာပဲနောက်ပြီးသူတို့မသိသေးတဲ့နောက်ထပ်အချက်တစ်ခုကတော့အဲ့ဒီအဝတ်စားတွေမှာသူတို့မင်းညကကြင်ကြံတုံးကထွက်ပေါ်လာတဲ့သွေးနဲ့စွမ်းရည်ချအကျွင်းကြံတွေပါနေတာကြောင့်အဲ့ဒါကိုတုံးပြီးကျွန်တော်ပို့တမ်းမလာတာပါရွာသူကြီးခင်ဗျားမှာကျွန်တော်အပေါ်ကျေးဇူးရှိတယ်ဆိုပေမဲ့ဒီလိုနင်းမုန်နိုင်ကြနေတဲ့အချိန်မှာအဲ့ဒီညီအမနှစ်ယောက်ကိုငတ်တေအောင်ထားတော့မှလားကျွန်တော်တကားပေါင်ကိုမိရင်အဖိုးကြီးရဲ့ပွားစီပြောတဲ့တွေကိုနားထောင်ရင်လက်ပစ်တစ်ချက်တွန်းလိုက်မိတယ်ပြီးတော့သူတို့၃ယောက်လုံးကိုအထဲဝင်ဖို့ဖိတ်ခေါ်လိုက်ပြီးမိဖို့တဲကိုမိသွေးတွေထက်ကအခန်းလေကိုရွှေ့လိုက်တဲ့စပွဲပေါ်မှာလဲရင်နွေးချမ်း၃ခွက်ငှက်ပေးလိုက်တာပေါ့ချင်းရန်ငါတူရတောင်ပေါ်မှာလဲနှင်းတွေပိတ်နေပြီးအခြေအနေတွေကခက်ခဲနေတာဒီကလေးမလေးတွေကယာတုကနေထုတ်ပယ်ခံလိုက်ရတဲ့အရာရှိရဲ့မိသားစုဝင်တွေမှုအထက်ကနေဒီကိုပို့လိုက်တာလေရွာထဲမှာဘယ်သူမှလက်မခံချင်ကြဘူးသူတို့ကငယ်တေးပြုစုရတာလဲခက်တယ်လို့တထေးသမီးတွေလိုကြီးပြင်းလာတော့လဲရလုံးလဲမလုပ်တတ်ကြဘူးရွာသူကြီးကအနက်ရောင်ဝစ်စုံဝတ်ထားတဲ့ကောင်မလေးကိုနှမျောတတကြည့်ရင်ဆက်ပြောတယ်ဒီညီမလေးဆိုရင်အသက်20တောင်မပြည့်သေးဘူးသူကအသက်ရှူအသက်ပညာကိုတင်ယူနေတာပြီးခါနီးမှတန်ကြန်တန်းရှန်ပျက်စီးသွားပြီးနာနာရှည်ဖျားနာနေတာစဉ်းစားလေစိတ်မကောင်းလေပဲကွာမင်းလည်းအခြေအနေမကောင်းဘူးဆိုတာငါသိပါတယ်မိဘတွေကလည်းဆုံးသွားရှာပြီးမင်းကိုယ်တိုင်ကလည်းအားနေနေတာဒါပေမဲ့ဒီရွာမှာအပေါ်ရိတ်ခါရှိတာမင်းတယောက်ပဲရှိတာမို့ဒီဆောင်းတွင်းလေးတော့သူတို့ကိုကူညီပေးပါဦးကွာကုသိုလ်ရတယ်လို့ပဲသဘောထားလိုက်ပါကျွန်တော်မျက်လုံးတွေကိုဖြည်းဖြည်းချင်းမိတ်ပြီးစပွဲကိုလက်ချောင်းတွေနဲ့တောက်ခောက်နေမိတယ်အခန်းထဲကကြံတဲ့၃ယောက်စလုံးကတော့တဖြည်းဖြည်းနဲ့ပို့ပြီးရင်တုံလာကြပုံပဲနောက်ဆုံးတော့ကျွန်တော်စိတ်မမနိုင်တော့ပါဘူးသူတို့၂ယောက်လုံးကိုအေးခဲပြီးအသေးခံခိုင်းရမှာလားကျွန်တော်တခုခုပြောဖို့ပြင်လိုက်စင်ပါပဲအေးဆက်နဲ့ဆက်ရုပ်ဆန်တဲ့အတန်တစ်ခုထွက်ပေါ်လာတယ်တုံးဇနီးမယားထောက်ပံ့ရေးစနစ် White Support System စတင်အသက်ဝင်ပါပြီလက်ခံသူမှတတ်မှတ်ချက်ပြည့်မီသောဇနီးကိုလက်ထက်တိုင်းနက်ဖျားစွမ်းရည်တစ်ခုရရှိပါမည်အရေးချင်းပြည့်မီသောကြင်ကြံဖော်ပြစ်မှတ်များဖြစ်သည့်လင်းချင်းရောင်ဝင်းခင်းရောင်နှင့်လင်းချင်းရွက်ဝင်းခင်းညူတို့ကိုတွေ့ရှိသည့်အမျိုးသမီးနှစ်ဦးလုံးကိုလက်ခံလိုက်ပါကစနစ်အသက်ဝင်ပါမည်ကျွန်တော်ကြောင်သွားပြီးမှတတိပြန်ဝင်လာတယ်ပြီးတော့ချောင်းတစ်ချက်ဟန်ပြီးတီတီငိမ့်ငိမ့်ပဲပြောလိုက်တယ်ရွာသူကြီးခင်ဗျားဒီလောက်တောင်ပြောနေမှာတော့ကျွန်တော်ညင်းနေရင်လူမဆန်ရကြမှာပေါ့ဒီညီအမနှစ်ယောက်ကျွန်တော်စီမှာခဏတစ်ဖြုတ်နေနိုင်ပါတယ်ကောင်းပြီရွာသူကြီးကအလွန်မင်းဝမ်းသာသွားတယ်ဒီအဖိုးကြီးစကားကိုနားထောင်စမ်းပါမင်းတို့၃ယောက်အဆင်ပြေအတူတူနေထိုင်နိုင်ဖို့ကအရေးကြီးဆုံးပဲဒါဆိုငါပြန်တော့မယ်ပြောဆိုနဲ့အဖိုးကြီးကကျွန်တော်ပြန်တောင်းမနှုတ်ဆက်နိုင်ခင်မှာပဲလက်ခံနဲ့ထွက်သွားတော့တယ်လင်းချင်းရောက်ရဲ့ဖြောလက်ကလေးကညီမဖြစ်သူရဲ့လက်အင်ကြီးစကိုဆွဲကင်ထားတဲ့သူတို့၂ယောက်စလုံးကအခန်းထောက်မှာငင်လေးရက်ပြီးကျွန်တော်စဉ်းစားနေတာကိုအကဲခတ်နေကြတဲ့ခေါင်းကိုငုံထားကြပြီးအသက်ပြင်းတော့မရှူရဲကြရှာဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ရှိမှအပြာရောင် system panel တစ်ခုပေါ်လာတယ်လက်ခံသူချင်းရန်အခြေအနေတာမန်လူပြင်းထန်သောဒဏ်ရာရရှိထားသူပါရမီမရှိကြင်ကြံမှုမရှိလင်းချင်းရောက်နဲ့လင်းချင်းရွက်ကိုလက်ခံပြီးစီနက်ဖျားစွမ်းရည်များပွင့်သွားပြီးရောင်ချီယူချိုက်နဲ့လိုက်လောင် moonlight ရောင်ချီကျွမ်းကျင်မှုအမှတ်နဲ့စင်ကဲပြောင်းလဲမှုအမှတ်များရရှိပြီးကြင်ကြံမှုအကျိုးကျေးဇူးများကိုဆက်ထပ်တိုးရရှိစေပြီးကျင့်စဉ်များကိုဖော်ထုတ်နိုင်ပြီးကြင်ကြံမှုကိုမြင့်တင်ပေးနိုင်သည်လာရောင်တနေ့လျင်အကျိန်နှဲငယ်နမိတ်ဖတ်နိုင်ပြီးအနီးနားရှိတယံဇာတာများကိုရှာဖွေနိုင်ပြီးအန္တရာယ်ရှိပါကတတိပေးချက်ထုတ်ပြန်ပေးနိုင်သည်တခင်လေးလင်းချင်းရောင်ကတိုးလေးခေါ်လိုက်တဲ့အတန်ကြောင့်ကျွန်တော် system panel ကိုကြည့်နေရင်းကနေတတိပြန်ဝင်လာတယ်ကျွန်တော်ညီမနှစ်ယောက်ကိုကြည့်လိုက်ပေမဲ့ဘာမှမပြောရသေးခင်မှာပဲလင်းချင်းရောင်ကသူမရဲ့အဝတ်စားတွေကိုချုပ်ဖို့ပြင်နေပြီတခင်လေးဒီညကျမကိုအခစားဝင်ခွင့်ပြုပါသူမကခေါင်းကိုငုံထားပြီးအတန်လေးကတိုးညင်းနေတယ်ကျွန်တော်ရှိမှရင်သူမရဲ့ခါစီကျိုးကိုဖြီးနေတာကိုမြင်လိုက်ရတော့ကျွန်တော်အုံနောက်တစ်ခုလုံးရက်တန့်သွားတယ်လို့ပဲအခုကဆောင်းတွင်းအလဲကြီးပြအခန်းထဲမှာမိဖို့ရှိတယ်ဆိုပေမဲ့ဒီလိုလုပ်ရင်သူမနေမကောင်းဖြစ်သွားနိုင်တယ်သူမရဲ့အပြင်ဝိတ်ယုံလေးကျွတ်ကျသွားပြီးဖြူဝင်းလာပါတဲ့ညက်ရိုးလေးတွေပေါ်လာတယ်သူမရဲ့ကိုယ်လုံးလေးကတုံနေပြီးတိုးလေးပြောရှာတယ်တခင်လေးကကျမနဲ့ညီမလေးကိုကဲတင်ပေးခဲ့တာဒီကျေးဇူးကိုဘလို့မှမဆက်နိုင်ပါဘူး